မင်္ဂလာပါရှင်ကျမမြန်မာပညာတော်သင်ကျောင်းသူချစ်ကြည်ပြပါကျမတို့မြန်မာမှာတက်ရှိအားလုံးမှာစိတ်ဝိညာဉ်ရှိတယ်လို့ယုံကြည်ကြပါတယ်ပန်းတို့ဖူးပွင့်တန်ချိန်မှာရှင်နှန်းတို့ကလည်းမျှော်လင့်မထားပဲရောက်ရှိလာပါတယ်ဆိုတဲ့အတိုင်းဒီလိုမျိုးသဘာဝလောကကြီးအပေါ်မှာလေးစားမှုနဲ့မျှော်လင့်ဆောင်စားမှုတွေကိုကျမတို့တရုတ်ခေတ်သစ်စာပေရဲ့နုနဲ့သိမ်မွေးမှုတွေထဲမှာကျမထပ်တူတွေ့ရှိခဲ့ရပါတယ်ဒီနေ့တော့လင်ဝှေးရင်ရဲ့ဘဝကိုဂုဏ်ပြုရေးဖွဲ့ထားတဲ့မင်းဟာလူလောကရဲ့အေပီလားဆိုတဲ့ကြပြလေးကိုအားလုံးအတွက်မျှဝေခြင်းပါတယ်ရှင်ငါပြောပါတယ်မင်းဟာလူလောကရဲ့အေပီလားလေးပါလို့မင်းရဲ့ရည်တန်းကအရက်လေးမျက်နှာလေးငင်းတွေကိုလင်းလက်စေတယ်ပေါ်ပါသွက်လက်စေတယ်ຫນွေဦးရဲ့တောက်ပတဲ့အလင်းထဲမှာကခုံရင်ပြောင်းလဲနေတယ်မင်းဟာအေပီမနက်ခင်းရဲ့တိမ်ဆိုင်နဲ့မြူပိုးပါပဲစီးစာညက်နေရဲ့လေပြာနုံးညံ့နေကျဲလေးတွေကအမတ်မထင်လက်ခဏဖြတ်ခဏမိုးဖွဲလေးတွေကပန်းနေရွှေမှာဖြန်းပတ်နေတယ်အဲ့ဒီပေါ်ပါမှုအဲ့ဒီကြော်ရှင်းမှုတွေနဲ့မင်းဟာလန်းဆန်းလှပတဲ့ပန်းပေါင်းစုံရဲ့တရဖို့စောင်းထားသူပေါ့မင်းကဖြူစင်ရိုးသားခြင်းတီကြည်ခြင်းမင်းဟာညစဉ်ညတိုင်းရဲ့လာပြေဝင်မဲ့ပေါ့မင်းဟာအချစ်မင်းဟာနှွေးထွေးမှုမင်းဟာမျောလင့်ချက်မင်းဟာလူလောကရဲ့အေပီနာလေးပါပဲဒီကြပြအိုဖက်ရဲ့ကျမရဲ့မွေးရမြေရန်ကုန်မြို့ကရွှေတကုံဖျားချီတော်ရင်ကနနက်ခင်းပန်းပေါင်းစုံရင်နှံကိုခန်းစားမိသလိုပါပဲမြန်မာနိုင်ငံမှာတော့တရုတ်နိုင်ငံမှာထက်ဆိုင်ရင်ပိုစောပြီးတော့ပိုပူပေမဲ့အချစ်နဲ့မျောလင့်ချက်ကိုခန်းစားသိရှိပုံချင်းကတော့လုံးဝထပ်တူမိပါတယ်ကွမ်ရှိတက္ကသိုလ်မှာကျောင်းတက်နေစဉ်ကာလအတွင်းကျောင်းဝင်းထဲကပန်းပေါင်းစုံတွေကိုတွေးမိတဲ့အခါတိုင်းမှာဒီကြပြစာသားလေးတွေကိုသတိရမိစေပါတယ်။ဒါကကျမတို့ဘာပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲရှိနေနေကိုယ့်ရဲ့စိတ်ထဲမှာအလားတရားကိုခံစားတတ်တဲ့စိတ်ဓာတ်ရှိနေမယ်ဆိုရင်တော့ကျမတို့ရဲ့ဘဝမှာအေပီလာလေးတစ်ခုအမြဲရှိနေမယ်ဆိုတာကိုပြောပြနေသလိုပါပဲရှင်။